တေကာမဥစ္စာနဲ့တော့ဒီလေးခုတည်းကဘယ်တစ်ခုကိုများညှင်းပယ်နိုင်ပါမလဲဒီပုံပြင်လေးကိုစုံအောင်နားထောင်ကြည့်လိုက်ရင်တင်သဘောပေါက်သွားပါလိမ့်မယ်ဟန်ဂျိုးမျိုးမှာတော့လီဟုံးဆိုတဲ့ပညာရှိပညာတက်လူလင်ပြိုလေးတစ်ယောက်ရှိခဲ့တယ်အသိပညာဗဟုသုတတွေကျွယ်ဝပြီးပါရမီပါလာပေမဲ့ကန်ဆာရာကတော့နည်းနည်းကန်ခေခဲ့တယ်ပေါ့ဗျာအစိုးရစာမေးပွဲကို၃ချိန်ဆက်တိုက်ကြာရှုံးခဲ့ရပြီးဒီနဲ့ဆောင်းဦးစာမေးပွဲမှာလည်းထပ်ပြီးကြာရှုံးခဲ့ရပြန်ပါတယ်သူစိတ်ဓာတ်တွေအတော်လေးကြာဆင်းနေတာမို့ခြံထမ်းမြစ်အတိုင်းလေးစီးပြီးရန်ကျိုးမျိုးမှာရှိတဲ့သူငယ်ချင်းစီတွားရောက်စိတ်ထွက်ပေါက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့ပဲစာလုပ်ဖော်လေးကိုအထုပ်ပိုးတွေပြင်ဆင်ခိုင်းပြီးလေတစင်းကားကထွက်ခွာလာခဲ့ကြတာပေါ့လေလေးဟာမြို့ဝရောက်လာတဲ့အခါလီဟုံးကလေတင်းကုတ်တကားကိုတွန်းဖွင့်ပြီးအပြင်ဘက်ကိုကြည့်လိုက်တော့ဒီဆောင်းဦးရာသီရဲ့မြပြင်ရှုခင်းကတော့တကယ်ကိုမရိုးရှင်းလာပါဘူးရေပြင်ထက်မှာလေပြေးအေးလေးတွေတစ်ချက်ဖြတ်တိုက်ခတ်နေပြီးနေဝင်ချိန်ဆဲစာအလားကလည်းတင့်တယ်လွန်းလာပါတယ်လီဟုံးတယောက်ငင်းမောကြည့်ရှုနေုံမြို့ဝနာကဇရက်ငယ်လေးတစ်ခုကိုလက်မြင်လိုက်ရတယ်အဲ့ဒီဇရက်ပေါ်မှာတော့ဆောင်းဦးမြစ်ဇရက်ဆိုပြီးရေးထားတာပေါ့အဲ့ဒီအချိန်မှာလေမောင်းသမားကလည်းဒီဇရက်ကပုံမှန်ဆိုလူတွေအမြဲလာပြီးရှုခင်းကြည့်လေးရှိတာဒီနေ့မှဘာလို့ဒီလောက်တိတ်ဆိတ်နေရတာလဲမသိဘူးလို့ရေရွတ်လိုက်ပါတယ်လီဟုံးလဲစိတ်ထဲကနေငါလိုရီမန်းချက်မပြေဝတဲ့သူအတွက်တော့လူရှင်းတုံးလေးတိတ်တိတ်ဆိတ်ဆိတ်သွားကြည့်တာပိုကောင်းပါပေါ့လို့စဉ်းစားလိုက်တယ်ဒါနဲ့ပဲလေသူကြီးကိုလေကိုဆောင်းဦးမြစ်ဇရက်ပတ်လော့ပေးပါငါလဲတက်ကြည့်ချင်တယ်လို့ပြောလိုက်တာပေါ့လေသူကြီးကလည်းဝမ်းသာအားရသဘောတူလိုက်ပါတယ်လေကဇရက်ပတ်ကိုကတ်လိုက်တာနဲ့လီဟုံးလဲကုန်းမော်တက်ဇရက်ထဲဝင်ပြီးလက်ရန်ကိုမိကအပြင်ဘက်ကိုငေးကြည့်လိုက်ပါတယ်တောင်နှန်းနဲ့ရေပြင်ကောင်းကင်နဲ့မြစ်ပြင်တို့တစ်ဆက်တည်းပေါင်းဆက်နေတဲ့အလှကိုမြင်လိုက်ရတော့စိတ်ထဲမှာအတိုင်းမသိလန်းဆန်းကြည်နူးသွားရပါတယ်။သူကစာလုပ်ဖော်လေးကိုစားပွဲကူလားထိုင်တွေတန်ရှင်းခိုင်းအမွှေးတိုင်ထုံခိုင်းပြီးစားပွဲပေါ်မှာစောင်းရိပ်တင်လိုက်ပါတယ်။ပြီးတော့အနုပညာမျက်နှိုးတဲ့လူလင်ပြိုလေးရဲ့တဘာဝအတိုင်းစောင်းကြိုးတွေကိုညှိပြီးတာယာတဲ့တန်စင်တစ်ခုကိုစတီးလိုက်ပါတော့တယ်။တီးခတ်လို့အပြီးမောကြည့်လိုက်တဲ့အခါနယံပေါ်မှာကြပြတွေအများကြီးရေးထားတာကိုတွေ့လိုက်ရတယ်။လက်ရည်အစ်စ်အဟောင်းပုံစံမျိုးစုံတွေကမှစာလုံးကြီးကြီးနဲ့ရေးထားတဲ့ကြပြတစ်ပုဒ်ကတော့ထင်းနေတာပေါ့လီဟုံးလဲထပ်ပြီးနီးနီးကပ်ကပ်သွားကြည့်လိုက်တော့ဒါဟာရှီကျန်းရွယ်ဆိုတဲ့ကြပြတစ်ပုဒ်ဖြစ်ပြီးတေကာမဥစ္စာနဲ့ဒေါသဆိုတဲ့အရာလေးမျိုးရဲ့စိုးကြိုးတွေကိုရေးဖွဲ့ထားတာဖြစ်ပါတယ်။တေဟာခန္ဓာကိုယ်ကိုလောင်ကျွမ်းစေတတ်တယ်လို့ကာမဟာလည်းအသားကိုလိတဲ့ဓာတ်သွားနဲ့တူလာပါတယ်။ဥစ္စာတနများပြားခြင်းဟာမစ္စရိယစိတ်ကိုနှုတ်ဆုပေးပြီးဒေါသကတော့မိခိုးမထွက်တဲ့ရမ်းဘီလူပါပဲ။ဒီလေးမျိုးဟာနောက်တစ်ချိန်မှာတင့်ကိုပျက်စီးစေမှာမို့မတက်မကြဖို့နဲ့ကိုထိမ့်သိမ်းတာဟာမှမှန်ကန်တဲ့တရားဖြစ်တယ်လို့ရေးသားထားတာပါ။လီဟုံးကတော့ကြည်ပြီးပြုံးလိုက်မိတယ်ဒါတွေကအတိပ္ပယ်မရှိတာပဲလူဘဝမှာတေရီကာမဥစ္စာဒေါသဆိုတာတွေနဲ့ဘလို့လို့ကင်းကင်းရှင်းရှင်းနေလို့ရမှာလဲလို့တွေးလိုက်မိတာပေါ့အကယ်လေးတေရီတာမရှိရင်ပွဲလန်းသဘောတက္ကာတွေမှာဘာနဲ့အခမ်းမလဲကာမယာကတာမရှိရင်ရောမရယူကြတော့မှာမဟုတ်ပဲမျိုးဆက်ပြက်ပြီးလူသားတွေမျိုးတုံးကုန်ကြမှာပေါ့ဝိစာဒနာမရှိရင်လဲလေစိမ့်တောက်နေကြရမှာလားဒေါသနဲ့မမာနတာမရှိရင်တစ္ဆာရှိတဲ့ရဲမက်တွေသူရဲကောင်းတွေလည်းရှိတော့မှာမဟုတ်ဘူးတဲ့ဒါနဲ့ပဲလီဟုံးကချက်ချင်းမင်းသွေးကလောင်တက်ကိုကင်ပြီးအဲ့ဒီကပြားရဲ့ဘေးမှာပဲတုတ်ပြန်တဲ့ကပြားတစ်ပုတ်ကြံရေးလိုက်ပါတော့တယ်။အရက်သုံးခက်ကကိစ္စဝဝကိုပြေလဲစေသလိုမူရသွားရင်လဲတောကအပေါင်းကိုမေ့ပြောက်စေနိုင်တဲ့မေတ္တာနဲ့ကာမဟာလဲတဘာဝတရားရဲ့လိုအပ်ချက်ဖြစ်ပြီးဝိစာဒနာဟာမိသားစုကိုကြွယ်ဝစေတဲ့ယတနာဖြစ်တယ်လို့ဒေါသနဲ့မမာနဟာလဲဘဝကိုဖန်တီးပေးတဲ့အရင်းမြစ်ဖြစ်တယ်။ဒါကိုစိုးကျိုးလိုပဲမြင်နေတာဟာအလွန်ကိုအမြင်ချင်းမြောင်းဝန်းရကြပါတယ်ပေါ့။လီဟုံးလဲရေးပြီးတော့ကလောင်နယ်ကိုစားပွဲပေါ်ပြစ်တင်လိုက်ပါတယ်။အမွှေးတိုင်ကလည်းမကုံသေးတာနဲ့နောက်တစ်ပုတ်လောက်တီးမလို့စွတ်ချင်နေတော့ရုတ်တရက်ပြတင်းပေါက်ပြင်ကနေလေပြေချမ်းတစ်ချက်တိုက်ခတ်လာပြီးလီဟုံးတယောက်ခေါင်းတွေမူးဝေသွားခဲ့ပါတယ်။ဝေဝါးဝါမင်းမျောနေတဲ့အချိန်မှာပဲဆေးလဲတန်တာလေးနဲ့အတူတအိမ်လုံးမွေးကြိုင်တဲ့ရေမွေးရနံ့တွေပြက်လွတ်လာတာကိုခန်းစားလိုက်ရတယ်။ကြီးလိုက်တော့အဝါအနီဖြူအနက်ရောင်စုံအဝတ်အစားတွေဝတ်ဆင်ထားတဲ့မိမလလေးယောက်အပြင်ကနေဝင်လာပြီးလီဟုံးကိုအယိုသေးပေးလိုက်ကြပါတယ်။လီဟုံးလဲအိမ်မက်လိုအပြင်လိုအခြေအနေမှာတင်မိန်းကလေးတို့တင်တို့ကဘသူတွေပါလဲလို့မေးလိုက်ပါတော့တယ်။